အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တခြားဗီဒီယိုမဟုတ်ပါဘူးခီရိုရီယမ်မှာတက်ရောက်သင်ကြားနေတဲ့ student 9ကိုပြောချင်တဲ့စကားလေးမှားချင်တဲ့စကားလေးရှိလို့ပါအဲ့တော့စာသင်ချိန်တိုင်းမှာလည်းကျွန်တော်ပြောပါတယ်စာသင်ချိန်တိုင်းမှာလည်းပြောနေကြစကားဖြစ်ပါတယ်သင်တိုင်းမှာလည်းအမြဲတမ်းသတိပေးနေကြစကားဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတော့ကိုသင်တဲ့ပညာပေါ့နော်ကိုအခုအချိန်ပေးပြီးတော့သင်တယ်ငွေကုန်ကြေးကြခံပြီးတော့သင်တယ်ကိုဝါဒနာအရာကိုယ့်ဘာကိုရသင်တာပဲဖြစ်ဖြစ်နော်မိဘရဲ့အထိန်မှုအောက်ကနေပြီးတော့မိဘရဲ့ supporting အရာသင်တာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေအဲ့တော့ကျွန်တော်ပညာတစ်ခုကိုလေ့လာပြီးဆိုတဲ့အခါမျိုးကြတယ်ဘယ်ပညာပဲဖြစ်ဖြစ်ပေါ့ဗျာတကယ်တမ်းကြတော့နော်တေချာလေ့လာဖို့လိုပါတယ်တေချာသင်ယူဖို့လိုပါတယ်ကိုသင်မယ်လို့ဆုံးဖြတ်ပြီးမှသင်ပြီဆိုရင်တော့တေချာကာကနာနာသင်ယူဖို့လိုပါတယ်အဲ့တော့ဒီလန်နာတွေဘက်ကကာကနာနာသင်ယူဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒီဘက်ကသင်တန်းအနေနဲ့ကလည်းတေချာကြာနာနာသင်ပေးဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တော့အတတ်နိုင်တယ်လို့ကျွန်တော်အသင်တန်းအနေနဲ့ပြောရရင်ကျွန်တော်အတတ်နိုင်ဆုံးတေချာသင်ပါတယ်ဒီဖြစ်အောင်သင်ပါတယ်နော် music theory ဘိုင်းရောဒီ technique ဘိုင်းဆိုင်ရာတွေရောဒီ lesson ဘိုင်းတွေအကုန်လုံးကိုပေါ့နော်ဒီချာဂရုစိုက်ပြီးတော့ကလေးတွေသင်ပေးပါတယ်စာသင်သားတွေပေါ့နော်အကုန်လုံးဒီ learner တွေအားလုံးကိုကျွန်တော်အဲ့လိုမျိုးတပြေးညီပါပဲဘယ်သူမှမပို့ပါဘူးနော်ဘယ်သူကတော့ပို့တင်တယ်ဘယ်သူကတော့ဖြစ်တယ်လို့ပဲတင်တယ်ဆိုတာမျိုးမရှိပါဘူးအဲ့တော့အားလုံးကိုတေချာသင်ပါတယ်အဓိကပြောချင်တာကကျွန်တော်ဒီစာသင်သားတွေ student တွေအကုန်လုံးကလေ့ကျင့်ခန်းတစ်ခုကိုလေ့ကျင့်ပြီးဆိုလို့ရှိရင်သဘောပေါက်အောင်လေ့ကျင့်ဖို့လိုပါတယ်ကျွန်တော်ဒီကပြောပြနေတဲ့အချိန်မျိုးမှာလည်းတေချာနားထောင်ရမယ်တေချာနားထောင်ပြီးတော့တေချာနားမလည်နဲ့ပြန်မေးလို့ရတယ်ကျွန်တော် friendly type ပဲသွားတာဖြစ်တဲ့အတွက်ဒီသင်တန်းချိန်တွေမှာသင်တန်းသားတိုင်းအားလုံးသိပါတယ်ဘယ်လိုပုံစံသွားနေတယ်ဘယ်လိုသင်ပေးနေတယ်ဘယ်လို type နဲ့သွားနေတယ်ဆိုတာဒါသင်သားတိုင်းသိပါတယ်ကျွန်တော်ကျောင်းသားတိုင်းသိပါတယ်เนาะအဲ့တော့အဓိကပြောချင်တာကစာသင်ချိန်တိုင်းမှာလည်းပြောပါတယ်သို့တော့သတိလက်လွတ်ဖြစ်နေကြတာများတယ်ပေါ့နော်ပြန်တွေးလိုက်ရလို့ရှိရင်နောက်ကပြန်ပြီး check လိုက်လို့ရှိရင်အမြဲတမ်းပဲအဲ့လိုမျိုးသတိလက်လွတ်ဖြစ်နေကြတာများတဲ့အတွက်ဒီအပေါ်ကနေပြီးတော့အခုထပ်ပြီးတော့ဒီဗီဒီယိုလေးလုပ်ပြီးတော့သတိပေးခြင်းဖြစ်ပါတယ်ဒါလည်းဘယ်လိုပြောရမလဲ support လုပ်တဲ့သဘောပါပဲเนาะဒါနောက်ကနေပြီးတော့ပံ့ပိုးကူညီပြီးတော့သတိပေးတဲ့သဘောပါဟိုလို warning ပေးတာမျိုးမဟုတ်ပါဘူးเนาะဒါကိုယ့်ရဲ့တိုးတက်ကြောင်းအတွက်ကိုအထောက်ပံ့ဖြစ်စေလိုတဲ့ဗီဒီယိုတစ်ခုအနေနဲ့တင်တာပဲဖြစ်ပါတယ်အဲ့တော့စာသင်ချိန်တိုင်းမှာလည်းပြောသလိုအခုဒီဗီဒီယိုလေးတင်လိုက်ခြင်းအပြင်ဒီဗီဒီယိုလေးကြည့်ခြင်းအပြင်လည်းကိုအသိဝင်မှုတတိဝင်မှုအသိပေးခြင်းပါအဲ့တော့လေ့ကျင့်ခန်းတစ်ခုကိုကျင့်ပြီဆိုရင်ကျွန်တော်သဘောပေါက်အောင်လေ့ကျင့်ရမယ်ဆိုတာကလေ့ကျင့်ခန်းတစ်ခုကိုလေ့ကျင့်လိုက်ပြီသင်ပြီးသွားပြီလေ့ကျင့်နေပြီဆိုရင်လေ့ကျင့်ပြီးသွားရင်ပြီးသွားတာမဟုတ်ဘူးနော်တပုတ်ပြီးသွားပြီဆိုရင်တာဝန်ကြီး TV ပြီးသွားပြီဆိုတာမျိုးမဟုတ်ဘူးဒီထဲမှာဘာတွေပါနေတယ်သူ့ရဲ့ဆိုလိုရင်းကဘာလဲသူကဘာကိုရည်ရွယ်တာလဲဒီမှာဘာတွေအသုံးချထားတာလဲ scale အပြင်ဘယ် scale ကိုသုံးသွားတယ်လဲကိုသင်ပြီးသလောက်ကဏ္ဍအလိုက်ပေါ့ interval ဆိုဘာတွေသုံးသွားတယ်လဲနောက်က harmony အနေနဲ့ဘာတွေသုံးသွားလဲနောက်က chord တွေတိလာပြီဆိုတဲ့ဘက်မှာဘယ် chord တွေသုံးသွားတာလဲနောက်တချို့က chord name တွေအပေါ်မှာရေးမထားဘူးနောက်တချို့ piece တွေမှာ chord name တွေရေးမထားဘူးဒါပေမဲ့ chord harmony တွေပါနေတယ်တစ်ဖက်ချင်းပဲဖြစ်ဖြစ်နှစ်ဖက်ပေါင်းပြီးတော့ပေးထားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေပေးထားတာဖြစ်တဲ့အတွက်အဓိကဘာတွေကိုသဘောပေါက်အောင်လဲဆိုရင်အဲ့ဒီ harmony တွေကိုသဘောပေါက်အောင်မယ်ပေးထားတဲ့ interval တွေသဘောပေါက်အောင်မယ်ကိုတီးနေတဲ့ rhythm ကိုသဘောပေါက်အောင်မယ်နောက်သင်ကြားထားတဲ့ rhythm အဆင့်အလိုက်ကိုလေ့ကျင့်ခန်းတွေလုပ်ရတာဖြစ်တဲ့အတွက် rhythm 3မျိုးသိရင်အဲ့3မျိုးနဲ့ပတ်သက်တဲ့ piece တွေကိုတီးရတာဖြစ်တယ် rhythm 4မျိုးသိရင်4မျိုးနဲ့ပတ်သက်တဲ့ piece တွေကိုတီးရတယ်နော် interval 2မျိုးသိရင် interval 2မျိုးနဲ့ပတ်သက်တာသိရ interval 4မျိုးသိရင် interval 4မျိုးနဲ့ပတ်သက်တဲ့ piece တွေအဲ့လိုတစ်ဆင့်ပြီးတစ်ဆင့် step by step သွားနေတဲ့ exercise တွေဖြစ်တဲ့အတွက်ဒီ stepတိုင်း exercise တိုင်းမှာဒီကိုသင်ကြားထားတဲ့ရှေ့ပိုင်းကသင်ထားတဲ့ဒီလေ့ကျင့်ခန်းလေးမတိုင်ခင်ကသင်ထားတဲ့အချက်လက်တွေနဲ့ဒီလေ့ကျင့်ခန်းလေးနဲ့ပြန်ချိတ်ဆက်ဖို့လိုပါတယ်။အော်ဒီမှာတော့ interval လေးကဘယ် interval သုံးသွားတယ်ဒီ interval တွေကတော့ဘာတွေဖြစ်တယ်။အော်ဒီမှာတော့ harmonic interval လေးကဘာကိုသုံးထားတယ်။အော်နောက်တော့ chord အဆင့်ရောက်လာတဲ့အခါမှာဒီ chord ကဘယ်လိုသုံးထားတယ်။အော်ဒီမှာကျတော့ triad chord အပြည့်သုံးထားပြီးတော့ဒီမှာကျတော့သက်အနေနဲ့ပဲသုံးထားပါလားဒီမှာကျ fifth အနေနဲ့ပဲသုံးထားပါလားနောက်တော့ skill ရတယ်ဟောဒါ major skill လေးတီးသွားတာပါလား
ဒီကောင်တော့ chromatic scale လေးတီးသွားတာပါလားဒီကောင်ကျတော့ minor scale ပါလား minor scale တွေကမှာ harmonic minor လား melodic minor လားဘာလို့တီးသွားတာလဲကိုတီးနေတဲ့လက်ထဲမှာလေ့ကျင့်နေရင်လည်းအဲ့ဒါတွေ analyze လုပ်လို့ရပါတယ်လေ့ကျင့်နေရင်လည်းကိုပဲဒါကိုစဉ်းစားနေလို့ရတယ်ကျင့် dive တီးပါဆိုနှုတ်ကြီးကြည့်ပြီးတော့တီးနေုံနဲ့ကျွန်တော်ပြီးမသွားဘူးနှုတ်တွေကြည့်တီးနေနှုတ်တွေကြည့်တီးနေနှုတ်တွေကြည့်တီးပြီးသွားနှုတ်ကိုဖတ်တတ်သွားပြီဆိုရင်ဖတ်တတ်တယ်တီးလိုက်တယ်တပုတ်ပြီးသွားတယ်ပြီးပြီအဲ့လိုမျိုးမဟုတ်ဘူးလေနော်ဒီသချင်းတစ်ပုတ်ဒီ piece တစ်ပုတ်ကိုသဘောပေါက်အောင်စောစောပြောတဲ့အချက်လက်တွေအားလုံးကိုသဘောပေါက်သွားပြီရှင်းလင်းသွားပြီဆိုတော့မှဒီသချင်းကတကယ်တော့ဒီ piece လေးက pass ပြတ်အဲ့ဒါပြီးမှနောက်တစ်ခုကိုသွားရမယ်အဲ့လိုမျိုးသဘောမပေါက်သေးခင်မှာနောက်တစ်ပုတ်ကိုသွားနောက်တစ်ပုတ်ကိုသွားနောက်တစ်ပုတ်ကိုသွားအပုတ်ရည်သာများသွားမယ်ဘာမှသိမသွားတော့တခါကျအဲ့ကြောင့်မကြာခဏပြန်မေးရရှိတယ်နော်မကြာခဏပြန်မေးတယ်ဒါဆိုရင်ဗာလဲ interface ဆိုတာဘာခေါ်လဲကော့တစ်ခုကိုဘယ်လိုတိစောက်လဲနော်နောက်ကဒီဗာလဲ time signature ဆိုတာဘာလဲ rhythm ဆိုတာဘာလဲခဏမေးတိုင်းလည်းတခါလေးဦးလေးဖြစ်သွားတာပဲအဲ့ဦးလေးဖြစ်သွားတတ်လို့ကိုပဲပြန်မေးတာပေါ့နော်အဲ့လိုမေးမှပဲဒီ learner တွေရဲ့ခေါင်းထဲမှာ student တွေရဲ့ခေါင်းထဲမှာအမြဲတမ်းဒီဟာတွေကစွဲသွင်းမြင်မှတ်သွားမှာဖြစ်တယ်အဲ့ဒါကြောင့်လည်းခဏမေးတာဖြစ်တယ်မေးမယ်တော့လဲကြိုပြောထားတယ်ပြောထားတဲ့အတိုင်းလည်းမေးတယ်မေးတိုင်းလည်းတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ပြေတဲ့သူကပြေပါတယ်မပြေတဲ့လူကမပြေဘူးဘာဖြစ်လို့လဲမှတ်မထားဘူးလေပြောတဲ့အချိန်မှာတော့မှတ်မိတယ်လို့ပဲဟုတ်ပြီသဘောပေါက်တယ်လို့ပဲဒါပေမဲ့ကြာရင်ပြန်မိသွားတယ်အဲ့ဒါကြီးဘာဖြစ်လို့လဲဆိုပြန်မစင်းစားတဲ့အတွက်ကိုမသိတော့မသိတော့ဘူးဖြစ်သွားကြတယ်เนาะအဲ့မသိတော့တဲ့အချိန်မှာဒီဆရာလုပ်တဲ့လူကမေးလိုက်တဲ့အချိန်မှာတိုင်ပတ်သွားအဲ့လိုမျိုးပေါ့အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်သတိထားရပါမယ်လေ့ကျင့်ရပါမယ်ကို့မှာဘာဖြစ်လဲဆိုတော့မိဘ support လုပ်တယ်ဆိုရင်မိဘငွေကုန်ကြေးကြခံပြီးတော့ဒီသင်တန်းကိုအပ်ရတယ်ကျွန်တော်သင်တန်းဆိုလဲတာမန်တချို့ပုံမှန်သင်တန်းလေးတွေနည်းနည်းလေးဈေးများနေပါလိမ့်မယ်ဟောအဲ့လိုမျိုးရှိပါတယ်အဲ့တော့တကယ်တမ်းဆိုရင်ဒီနေ့ချိန်ခါထဲမှာဒီသင်တန်းကြီး freezer ဒါမိသားစုတစ်ခုအတွက်တကယ်တော့တာဝန်ကြီးတယ်ပေါ့နော်မိသားစုတစ်ခုအတွက်တာဝန်ကြီးမားတဲ့တစ်ခုပါပဲဒီသင်တန်းကြီးတစ်ခုထုတ်ဖို့ဆိုတာတော့ကျောင်းသားတစ်ယောက်အတွက်လည်းကိုဝမ်းစာနဲ့ကိုပြီးသင်နေဆိုရင်လည်းဒီသင်တန်းကြီးကတာဝန်ကြီးတာပဲနောက်တစ်ခုအချိန်ကြီးပေးထားရတယ်အချိန်ကြီးပေးတာတော့ဆရာဘက်ကလည်းပေးရတယ်တောင်းသားဘက်ကလည်းပေးရတယ်နှုံးနှစ်ဖက်လုံးပေးရတယ်ပေးရတဲ့ထဲမှာဆရာကတော့ပညာနဲ့အားဆိုင်မှုတွေနဲ့ပေးရတယ်ရင်းနှီးမှုတွေပေးရတယ်အတတ်ပညာတွေမျှဝေပေးရတယ်အာဘုံအရင်တန်နဲ့သင်ရတယ် online မှာသင်ရရင်ပို့ပြီးတော့ကျွန်တော်ပြင်ပန်းတယ် physical လာသင်လိုက်တာကိုမျက်စိရှိမှဆိုရင်ဟိုဒါကချက်ချင်းပြင်လို့ရတယ်ချက်ချင်းတီးပြလိုက်လို့လည်းရတယ်အခုက online ပေါ်မှာကျတော့အစင်ကသိပ်ပြီးမပြေချင်ဘူးပေါ့နော်အဲ့ online သင်ရတာတကယ်တော့အရင်ပြင်ပန်းပါတယ်အဲ့တော့အဲ့ပြင်ပန်းအကျိုးလေးတွေနိုင်အောင်ကိုလည်းအချိန်ပေးရကြိုးငွေကုန်ကြေးကြခိုင်းရကြိုးနှက်အောင်တေချာလေးလောက်ကြစေချင်ပါတယ်ကြိုးစားကြစေချင်ပါတယ်เนาะကျွန်တော်တို့သင်တန်းသားတိုင်းကိုတိုးတက်စေချင်ပါတယ်တန်းတူပေါ့နော်တန်းတူတိုးတက်စေချင်ပါတယ်သူကတော့တိုးတက်သွားပြီဒီသင်တန်းမှာဒီဆရာနဲ့ဒီလူပဲသင်တာပဲကိုဘာဖြစ်လို့သူကကြံနေခဲ့တာလဲဘာဖြစ်လို့သူကနောက်ကျကြံနေခဲ့လဲဘာဖြစ်လို့ညံ့ပြီးတော့ကြံနေခဲ့တယ်လဲအဲ့လိုမဖြစ်စေချင်ပါဘူးเนาะသင်တန်းသားတိုင်းကိုအားလုံးဘယ်လိုပြောရမလဲတောက်ပြောင်နေတာမျိုးပဲကျွန်တော်မြင်ချင်ပါတယ်เนาะကျွန်တော်အဲ့လိုတောက်ပြောင်နေအောင်တေချာတိအောင်ကြာနာနာဂဂနာနာတိအောင်ကျွန်တော်လည်းတေချာသင်ပါတယ်အဲ့တော့လိုက်နာတဲ့လူတွေသင်ကြားတဲ့လူတွေကလည်းတေချာလိုက်နာစေချင်ပါတယ်ဒါကမသိရင်စူနေတယ်လို့ပေါ့နော်စူတာမဟုတ်ပါဘူးเนาะတတိပေးတာသင်တန်းချိန်မှာလည်းကျွန်တော်ပြောတယ်အခုသင်တန်းပြင်ပဒီလိုမျိုးအခုဗီဒီယိုလေးလုပ်ပြီးတော့လည်းကျွန်တော်ပြောချင်သေးဖြစ်လာလို့ဒါဗီဒီယိုလေးကောက်ရလိုက်တာဖြစ်ပါတယ်နော်အဲ့တော့သင်တန်းချိန်မှာကျွန်တော်ဘယ်လိုပြောပါပြောင်နောက်နဲ့သင်တယ်ဆိုတာအားလုံးသိပါတယ်အဲ့တော့ပေါ့ပါပဲသွားပါတယ်ဒီ physical time မှာလည်းဒီလိုပါပဲ physical time တွေမှာလာသင်နေတဲ့ကလေးတွေလည်းဒီလိုပဲပေါ့ပါပဲသွားတာပဲနော်လေ့ကျင့်ခန်းမကျင့်ရင်တော့ကျွန်တော်နည်းနည်းစိတ်ဆိုးတာပေါ့နော်လေ့ကျင့်ခန်းမကြည့်ရင်တော့နည်းနည်းလေးစိတ်ဆိုးတယ်မကြည့်ရင်တေချာမလိုက်နိုင်ရင်ပေါ့ပြလုံးနေရင်တော့သိမကြဘူးအဲ့ဒီချက်အဲ့တော့လေးစားလိုက်နာနေတဲ့ကလေးတွေတိုင်းចောင်းသားတွေတိုင်းကိုအားလုံးကိုလည်းပြန်လေးစားပါတယ်အဲ့တော့အားလုံးကကြိုးစားကြသေးကြပါတယ်သောသောပြောလို့ကိုတီးတဲ့ piece တွေကိုသင်ထားတဲ့ piece တွေလေ့ကျင့်ခန်းတွေအကုန်လုံးကိုတီးတိုင်းတပုတ်ပြီးသွားတိုင်းကိုသဘောပေါက်ပြီးပြီးသွားတာမျိုးဖြစ်စေချင်ပါတယ်ဒါမှလည်းကိုစီးတဲ့မြင်အထိမဲ့အမှန်ကိုသိပါဘူးနော်နှုတ်ဆိုမသိပဲနဲ့တီးနေတာမျိုးဖြစ်နေမှာပဲအဓိကတီးတာနှုတ်ကိုဖတ်တာတော့တခါလေနှုတ်ဖတ်တာလွယ်တယ်ဖတ်သွားတယ်တီးတော်ဖတ်တော့ပြီးသွား
ဟာပြီးပြီဆရာဟမ်ပြီးဟုတ်ပြီအဲ့တော့မှဘာတွေပါလဲဘာတွေသုံးချတာအဲ့မှာဘာတွေသုံးသွားလဲငါ့ကိုပြောပြပါအောင်ဆိုရင်ပြောရတော့အဲ့လိုမျိုးဖြစ်နေဘယ်ကော့တွေလဲအဲ့ကော့ပဲတခါကော့နေနေမှာပါဘူးစောစောပြောလို့ကော့နေနေရေးမထားဘူးကော့လွယ်လွယ်လေးပဲ145ကော့ C key မှာဆို CFD ပဲပါမယ် G မှာဆို GCD ပဲ D ပဲပါမယ်အဲ့ဒါကိုပဲတခါလေးမသိကြတဲ့လူတွေရှိတယ်မသိတော့မသိဘူးသတိမထားမိဘူးပေါ့နော်အဲ့ဒါမျိုးပေါ့ပြီးရင်ဘယ် position ထဲမှာတီးနေရလဲရုပ်တရက်မေးလိုက်မသိပြန်ဘူးအဲ့ဒါမျိုးပေါ့ကိုကတီးတာတီးလိုက်တယ်ဘာမှမသိဘူးတီးနေတယ်မြင်လို့သာတီးလိုက်တယ်တခါလေတီးရကိုကအစနာလေးကိုကတီးလိုက်လို့တီးလိုက်တာပဲရှိတယ်တကယ်တမ်းတစ်ပုတ်လုံးသဘောမပေါက်ဘူးမပေါက်တဲ့နေရာတွေများတယ်မတွေးမိဘူးမဆက်ဆက်မိဘူးရှေ့ကတင်ထားတဲ့အချက်လက်တွေနဲ့ဒီလေ့ကျင့်ခန်းတွေကိုပြန်မချိတ်ဘူးအဲ့လိုမျိုးတွေများတဲ့အခါမှာကိုကဘာဖြစ်လဲဆိုတော့အချိန်ကုန်ပြီးတော့အကျိုးမရှိဘူးဖြစ်မယ်ဒါကြောင့်ပါနော်ပတ်စံတွေကုန်မယ်အချိန်တွေကုန်တယ်ပြီးတော့ဘာမှလည်းမဟုတ်0က0ပဲဆိုတော့ဘာလုပ်မလဲနော်မိဘတွေရဲ့ support ဆိုရင်လည်းနှမျိုးစရာကြီးပေါ့နော်ပတ်စံတွေကုန်ထားတယ်အချိန်တွေကုန်ထားတယ်လပေါင်းများစွာတင်ထားရတယ်နော်တလောက်ပေးနေရတဲ့တင်တန်းကြီးတွေရှိတယ်တလောက်ဒီနေ့တစ်ပတ်ကို1နာရီ2နာရီပေးရတဲ့အချိန်တွေအဲ့ဒီအချိန်တွေကကိုက0က0တိုင်းပဲဆိုဘာလို့တော့မလဲဗျာဟုတ်တယ်အဲ့တော့အဲ့ဒါလေးတွေအကျိုးရှိအောင်လုပ်စေချင်ပါတယ်ကြိုးစားကြစေချင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီလိုမျိုးတင်လိုက်တယ်တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကိုသွားမဲ့ freeze ပေါ့နော်ဘယ်လိုပဲဒီအခုအပျော်ရမ်းသမားဆိုရင်လည်းအပျော်ရမ်းသမားပေါ့အပျော်ရမ်းသမားဆိုရင်လည်းဒီလိုပဲကိုယ့်ရဲ့စိတ်ငြိမ်းချမ်းရလေးကိုစိတ်ဖြော်ပြမှုလေးနဲ့ပဲဒါပြီးကောင်းပြီးသွားနိုင်တယ်ပေါ့တချို့ကြလည်း commercial fee တွေကိုသွားမယ်တကယ်လုပ်ငန်းခွင်တွေစီကိုသွားမယ်နောက်တကယ်ဒီ professionally လုပ်မဲ့အခြေအနေတစ်ခုစီကိုသွားမယ်ဆိုရလူမျိုးကြတယ်လေအခုတင်ထားတဲ့လေ့ကျင့်ခန်းတွေအခုတင်ထားတဲ့အခုဒီလေ့ကျင့်လာတဲ့သင်ခန်းစာတွေအကုန်လုံးတွေကအကြောင်းအရာတွေအချက်လက်တွေအကုန်လုံးဟာကိုလုံးမဲ့တကယ် professionally လုံးမဲ့စီမှာ apply ပြန်လုပ်ရမှာဖြစ်ပါတယ်တကယ်တော့အဲ့ဒီကိုမသွားခင် professionally မလုပ်ခင်မှာကိုပဲ apply ပြန်လုပ်တတ်စဉ်းစားတတ်အောင်ပေါ့နော်ပြန်စဉ်းစားပြီးတော့ဒါကိုဒီမှာအခုနှစ်ခုတင်အဲ့နှစ်ခုကိုပြန်ပြီးတော့အသုံးချတတ်ရမယ်သုံးခုတင်သုံးခုပြန်အသုံးချရမယ်ပြီးရင်ရှေ့မှာရှိနေတဲ့အပြင်မှာရှိနေတဲ့တခြင်းတွေနဲ့ပြန်ပြီးတော့ analyze ပြန်လုပ်နိုင်လုပ်တတ်တဲ့အကျင့်လဲမွေးမြူရမယ်ပေါ့နော်ဒါမှလည်းကိုကပို့ပြီးတိုးတက်ပါတယ်ကိုတင်ထားတာကြီးတင်ထားတာတက်အပြင်ရောက်သွားတဲ့အခါဘာမှမသိဘူးဒီတိုင်းပဲဆိုတော့ဘာလုပ်လဲနော်အဲ့တော့ကိုကပြန်ပြီးတော့ဒါတွေကိုပြန်ပြီးတော့အသုံးချတတ်ရမယ်အသုံးပြုနိုင်ရမယ်ကိုတင်ထားတဲ့ပညာနဲ့ဒီအပြင်မှာရှိနေတဲ့လုပ်ငန်းခွင်တွေကကိစ္စတွေနဲ့ပြန်ပြီးတော့ကိုပူးပေါင်းပြီးတော့တိုက်ဆိုင်နိုင်ရမယ်အဲ့လိုမျိုးမှပဲကျွန်တော်တို့ကတင်ရတာတွေတင်ထားတဲ့အချိန်တွေသောသောပြောရမျိုးကုန်ကြည့်ကြခံတာတွေအကျိုးရှိနှုတ်ဆိုရင်ဘယ်လိုလုပ်အကျိုးရှိကျွန်တော်တို့တင်ထားတာတက်ပဲเนาะကျွန်တော်ကဏ္ဍတိုင်းမှာရှိပါတယ်ကျွန်တော်မြန်မာသံကဏ္ဍမှာလည်းရှိတယ်မြန်မာသံတင်တယ်ဆိုကျွန်တော်အတွေ့အကြုံရပါเนาะမာဂီတာတွေတင်တယ်မာဂီတာတွေတော့အရန်ကျွမ်းကျင်တယ်ကမာဂီတာတွေကျွမ်းကျင်တယ်မာဂီတာကျွမ်းကျင်ပြီမဲ့လို့ကာလာဘောလို့ခေါ်တယ်ပုတ်ပတီးရမယ်တချင်းတစ်ပုတ်ပြီးခိုင်းလိုက်တဲ့အခါမှာတော့သူမတီးတတ်ဘူးဖြစ်မတီးတတ်ဘူးနှုတ်ကြီးလည်းရှိမှချထားတယ်အဲ့နှုတ်ကိုကြည့်ပြီးတော့မတီးတတ်ဘူးနှုတ်မကြည့်တတ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးကြည့်တတ်တယ်1 2 3နှုတ်ကိုကြည့်တီးပါဆိုကျွန်တော်တို့မြန်မာသံမှာတော့1 2 3ကိုကြည့်ပြီးတော့ဖွဲ့နှွေတီးရတာရှိတယ်ပေါ့နော်အဲ့ဒီအဖွဲ့နှွေတွေကဘယ်ကလာတာလဲဆိုမာဂီတာဘက်ကလာတာပဲဒီမာဂီတာကိုအခြေခံပြီးကမှလည်းကာလာဘောတချင်းတွေဆိုတာဖြစ်တည်လာတာဓမ္မတီးတွေဆိုတာဖြစ်လာတာဒီဘက်ခစ်တချင်းတွေဆိုတာဖြစ်လာတာဒီမာဂီတာရဲ့ melody တွေကိုပဲပြန်ကောက်ပြီးတော့ကျွန်တော်တို့ kit center ပြန်ပြီးတော့ဖွဲ့နေရေးဆက်ကြတာဖြစ်တယ်လို့နောက်ပိုင်းဒီဘက် kit ဟိုကာပြချင်းတွေတော့တက်ပေါ့နော်ဘူတန်ဘက်ကလည်းຫນွယ်မြန်မာဘက်ကလည်းຫນွယ်အဲ့လိုပေါင်းဆက်ပြီးရေးတာဖြစ်တယ်ပေါ့ဘယ်လိုပဲဖြစ်ပေါ့အဲ့တော့ဒီကာပြတွေဘူတန်ပါတဲ့ဆက်နွယ်တဲ့ဟာတွေမတိတက်ဘူးဆိုရင်ထားအောင်ဒီဘက်မြန်မာတန်ကာလဘောမာဂီတာကျွမ်းကျင်နေတဲ့သူတယောက်ကမြန်မာတန်ကာလဘောတချင်းမျိုးကိုတော့အဆင်ပြေအောင်တီးနိုင်ရအဲ့ဒါဘာလဲဆိုတော့မတီးနိုင်ဘူးဆိုတာ तू က apply ပြန်မလုပ်နိုင်ပြန်ပြီးတော့ तू တိထားတဲ့အသည့်တွေဒီဘက်မှာပြန်အသုံးမချတတ်တာပေါ့ဒီလိုပဲကျွန်တော်အနောက်တိုင်းတေးဂီတာမှာဒီမှာ classic music classic piano ကိုအချိန်တစ်ခုထိတင်ထားတယ်ဥပမာ grade 5 6လောက်ထိတင်ထားမယ်တီးတတ်တယ် note တွေကြည့်မယ် classic note တွေကြည့်တီးမယ်ဘီတိုဗင်လာမလားမိုးဇက်လာမလားဘာလာမလဲ Tchaikovsky လားအကုန်တီးပြလို့ရတယ်ချူပင်လားတီးလို့ရတယ်သို့တော့ pop song လေးတစ်ခုတီးပြပါဆိုရင်တီးပါဆိုရင်တစ်လဲပါမတီးတတ်တော့အဲ့တော့ character တွေကမတူလို့လား
ခိုင်တာနဲ့မတူစရာမရှိဘူးဒီ pop song တွေဒီဘက်လာတဲ့ melody တွေဒီအဖွဲ့အနွယ်တွေဆိုတာလေဒီလိုပဲဒီမြန်မာတန်လိုပဲမြန်မာမာဂီတာကနေဆက်နွယ်လာပြီးဒီဘက်ကလည်းဒီ classic ကနေဆက်နွယ်ပြီးတော့ဒီလို piano technique တွေဆိုတာဖြစ်လာတာပဲလေ music genre အလိုက်ပေါ့နော် music genre အလိုက်သွားတယ် blues ဆို blue music ကိုတော့ဒါလေးလာဘူးလေဒီဘက်မှာတော့ပို့ပြီးတော့လေးလာဖို့လိုတာပေါ့နော်နောက်တိုင်း music ကိုကျွန်တော်တို့ကလေးလာတိခတ်တဲ့သူတွေကတော့music genre မျိုးစုံလေးလာနားထောင်ရတယ်လေးလာရမယ်သင်ယူရတာပေါ့နော်အဲ့ဒါတွေလုတ်တက်မှာပဲဒီဘက်မှာလည်းပို့ပြီးတော့ထူးချင်ပါပြောချင်တာကအခြေခံအချက်လက်ကလေးလောက်ကိုပဲပြောချင်တာပါဒီ classic piano တော့ကျွမ်းကျင်တယ်ဒါပေမဲ့ဒီဘက်က piano ဒီဘက်က pop style တွေစောစောပြော blues ဆိုဘာလို့ကြတော့မတီးတတ်တော့ blues ဆိုတော့လည်းဝေးပါသေးတယ်ရိုးရိုး pop song လေးတပုတ်တောင်ပါပဲတီးဖို့ပါအဆင်မပြေဘူးဆိုတော့အဲ့လိုမျိုးကမဖြစ်တဲ့ဘူးနော်အဲ့တော့ကိုယ့်ရဲ့လေးလာမှုကိုယ့်ရဲ့ပြန်အသုံးချမှုဒါလည်းရှိရမှာဖြစ်ပါတယ်အဲ့တော့သင်တာတက်တက်ဒီဘက်မှာပြန်တီးတော့တက်တက်ကိုယ့်အသည့်တွေကအဲ့လိုမျိုးချိတ်ဆက်မှုရှိမနေဘူးဆိုရင်ဒါအဓိပ္ပာယ်မရှိဘူးပေါ့ဗျာအဲ့ဒါကြောင့်ပြောချင်တာဖြစ်ပါတယ်ပြန်ပြီးတော့ကိုချိတ်ဆက်တက်ရမယ်ပြန်အသုံးချတတ်ရမယ်အဲ့ဒါမှအသုံးချတတ်ဘူးဆိုရင်တော့ဒါကိုကဘယ်လိုပြောရရင်ပြောအသုံးမချတဲ့ဘက်ကိုရောက်ပါတယ်ကိုကဒါကိုဘယ်လိုမှမချိတ်ဆက်တတ်တဲ့လူတယောက်ဖြစ်တော့အဲ့လိုမျိုးဖြစ်တာလေကိုယ့်ရဲ့သတိထားမှုကိုယ့်ရဲ့လေးလာလိုက်စားမှုအားနေတာအပိုင်းတွေဖြစ်တော့အဲ့လိုမျိုးတွေဖြစ်မှစိုးရိမ်တဲ့အတွက်ကျွန်တော်ကသတိပေးရခြင်းဖြစ်ပါတယ်အဲ့တော့တင်တဲ့နေရာမှာလည်းတေချာတင်ပါဆိုတော့လေ့ကျင့်တဲ့နေရာမှာလည်းတေချာလေ့ကျင့်ပါပြီးသွားရင်ကိုလေ့ကျင့်ထားတာတွေတိထားတာတွေကိုပြန်ပြီးတော့အသုံးချနိုင်ဖို့ကြိုးစားရပါမယ်ပြန်ပြီးတော့ analyze လုပ်နိုင်မှု music တွေကိုများများနားထောင်အောင်မယ်နားထောင်ပြီးဟောငါတင်ထားတဲ့ဟာလေးနဲ့ဒါလေးနဲ့ပတ်သက်ပါလားဟောငါတင်တာဒီသချင်းလေးတွေကပါလားဒီသချင်းလေးကိုငါတို့တင်ခဲ့ရတာပဲဟောတခါကျဓာတ်ရိုက်ကိုတင်တဲ့ pizza အပြင်မှာပြန်ကြားရတာမျိုးဖြစ်မယ်ပြန်ပြီးကာဗာဆောင်းတီးထားတာမျိုးတွေပဲပြန်ကြားရတဲ့အခါမှာငါတင်ထားတဲ့ music လေးဒီမှာကာဗာဆောင်းတီးထားတာပဲကာဗာဆောင်းရ piano လေးနဲ့တီးထားပဲ violin လေးနဲ့တီးထားတာပဲဂီတာလေးနဲ့တီးထားတာပဲဆိုတာမျိုးပြန်ကြားရင်တော့မှပဲကိုတိပြီးတော့ခံစားတတ်ရမယ်သိရမယ်ပေါ့ဗျာအဲ့တော့ကိုယ်တီးမယ်ဆိုရင်လည်းဒီထဲကအချက်လက်တွေဆိုတော့ theory နဲ့ပတ်သက်တဲ့ interval တွေ chord အသုံးနှုန်းတွေ chord အသွားလာတွေ chord progression တွေအဆုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုဒီဘက်မှာပြန်ပြီးတော့အကုန်လုံးပြန်ပြီး apply ပြန်လုပ်နိုင်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးမှမလုပ်နိုင်ရင်တော့တင်ထားတာအလကားပဲပေါ့နော်တင်ထားတာပဲဖြစ်တော့မှာပဲဒါလေးကိုပြောချင်လို့ဒီဗီဒီယိုလေးလုပ်တာပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ the pianist ဆရာမတူပြောထားသလိုပါပဲနောက် piano တီးရဲဆိုတော့နောက်ပိုင်းမှာဒီဘယ်လိုပြောရမလဲစိတ်ဖိစီးမှုရောကြစေဖို့အတွက် piano တီးလာကြတယ်လို့ပြောဆိုပေမဲ့လည်းတကယ်တမ်းစိတ်ဖိစီးမှုရောကြအောင်တီးနိုင်မှသာရောကြမှာဖြစ်ပါတယ်ဒါမှန်တယ်လေနော်တကယ်တော့စိတ်ဖိစီးမှုရောကြစေဖို့ဆိုတော့ piano ကိုကကျွမ်းကျင်နေမှပိုင်နိုင်တီးနိုင်နေမှစိတ်ဖိစီးမှုရောမှာပေါ့ဗျာစိတ်ဒီ piano တီးရမှာကိုကမကျွမ်းကျင်တဲ့တီးနေမကျွမ်းကျင်တဲ့တီးနေရတာကိုကစိတ်ဖိစီးမှုပြန်ဖြစ်နေရင်ဘယ်လိုလုပ်ဒီ piano တီးခတ်ခြင်းကစိတ်ဖိစီးမှုရောနေစေတော့လဲပိုတော်မှပဲစိတ်ဖိစီးမှုကိုများလာနိုင်သေးတယ်လေဒါဆရာမအဲ့လိုမျိုးလေးပြောထားတာဖြစ်တယ်လို့ကျွန်တော်တို့ share ပြီးတော့တင်ထားပါသေးတယ်ဆိုတော့စိတ်ဖိစီးမှုပြေပြောက်ဖို့ကလည်းပါဆိုကျွမ်းကျင်မှုလို့လေအဲ့ကျွမ်းကျင်မှုကလည်းနှစ်ရှည်လာများကျွန်တော်တို့လေ့ကျင့်ရတယ်ဒီ piano သင်ခန်းစာဆိုတာ piano မှမဟုတ်ဘူးဒီ instrument သင်မဲ့အနုပညာဆိုတဲ့သင်ခန်းစာဟာတရက်နှစ်နဲ့လည်းမတက်ဘူးတလားနှစ်နဲ့လည်းမတက်ဘူးတစ်ခါလေနှစ်ချီပြီးသင်တာတော့မှဟုတ်ချင်မှဟုတ်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ပါရမီအခန့်ရဲ့ကိုယ့်ရဲ့လေ့ကျင့်နိုင်မှုစွမ်းအားရဲ့ဒါတွေအများကြီးအရေးပါပါတယ်အဲ့တော့များလေ့ကျင့်နိုင်ကြပါစေများအားစိတ်နိုင်ကြပါစေပြီးရင်အားဆိုင်နိုင်တဲ့လောက်လေကိုလေ့ကျင့်တဲ့အပေါ်မှာသဘောပေါက်နားလည်နိုင်ပါစေလို့သတိပေးချင်ပါတယ်ဒါလေးပြောချင်လို့ဒီဗီဒီယိုလေးလုပ်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်သင်တန်းသားတွေအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်သင်တန်းကိုတက်ရောက်ခြင်းလို့ဆက်သွယ်ဖို့ကြိုးစားနေတဲ့လူများလည်းရည်ရွယ်ထားသူများလည်း welcome လုပ်ပါတယ်အချိန်ရှိသေးရင်ပေါ့နော်ကျွန်တော်ကအချိန်ပေးလို့ရသေးရင်ပေးပြီးသင်ပေးပါမယ်လောလောဆယ်တော့အချိန်ကတော့နည်းနည်းတော့တော်တော်နည်းနေပေါ့နော်အဲ့တော့အချိန်လေးတော့တော်တော်ပြည့်လူနေဖြစ်နေပေါ့ပြည့်လူနေဖြစ်နေတော့လာတော့မှတရားမျိုးတော့ပဲရအောင်တယ်ဘယ်လိုရှိတယ်နော်အဲ့တော့ဘာဖြစ်ပါအဆင်ပြေအောင်ကျွန်တော်ဖန်တီးပေးပါမယ်အချိန်ရအောင်လုပ်ပေးပါမယ်အဲ့တော့အားလုံးကြိုးစားပါရနော်အဲ့တော့လက်ရှိတက်ရောက်သင်ကြားနေတဲ့ကျောင်းသားတွေလည်းခုစောစောပြောသွားတဲ့အချက်တွေကို view site နားထောင်ပေးပြီးတော့ကို upgrade လုပ်နိုင်ပါစေလို့ဆုတောင်းပါတယ်နော်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ